သက်ဘယ်လောက်ရှိလဲခင်ဗျာ အသက်က16 ဘာဆက်ခွန်မလေးနဲ့ဘယ်တင်းကိုသားပြုပြီးပြန်ထား ISP မန္တလေး ဟုတ်ကဲ့မလေးနဲ့ဒီရှိရကသားမျိုးကိုဘယ်နှစ်ကနေစပြီးလေ့ကျင့်ရလဲ အခုလေ့ကျင့်တာ2နှစ်ရှိ နည်းရှိဒီရှိအကသားနေပြီးညီမလေးကိုဘယ်လိုမျိုးစိတ်ကခွန်အားကိုပေးရလဲခင်ဗျာ အားကစားနဲ့နိုင်ငံခြားတွေထွက်မယ်အဲ့လိုမျိုးတော့အလုပ်ရည်စဖြစ်ဖို့ပါ ဟုတ်ကဲ့ပါအခုဒီနိုင်ငံတော်ဒီဖွဲ့စည်းရဒီပြန်ဝဲကျင်းပပြီးရတယ်လေဒီပြန်မဲကျင်းပပေးခြင်းဖြင့်ဒီအကသားသမားကောင်းတွေပေါ်ထွန်းလာမယ်လို့ညီမလေးနေနဲ့ထင်လား ရုံထင်ပါတယ်ဘာလို့လဲဆိုတော့ဒီပြန်ချင်းအပြင်ပေါ့နော်ကိုယ့်ရဲ့ရည်ချင်းလဲတက်လာတယ်ပေါ့နော်အဲ့လို ဟုတ်ကဲ့အခုဒီတိုင်သားရဲ့ဟာစက္ကန့်ပိုင်းတာလည်းရှိရပါဘူးစက္ကန့်90ပဲအဲ့ဒီတော့ကိုညီမလေးနေနဲ့လေ့ကျင့်ခဲ့ရတဲ့ခက်ခဲတွေကြတော့ဘယ်လောက်ထိများလဲ အများကြီးပဲပေါ့နော်သူတို့ကတော့အချိန်မမီတော့တလားတောင်မပြည့်3ပတ်လောက်ပဲလောက်လေ့ကျင့်ခဲ့တာအဲ့မှာလဲအများကြီးခက်ခဲတွေပေါ့နော်ရှူဝါစမ်းနေစားလေ့ကျင့်ခဲ့မယ်ဆိုရင်ပေါ့နော်အဲ့လိုအသက်ငယ်ငယ်ကလေးကပေါ့နော်လေ့ကျင့်တာပိုကောင်းတယ်ပြောရှင်ငယ်ငယ်ကလေးကလေ့ကျင့်ရင်လည်းကိုယ့်အတွက်ခွင့်ရအများကြီးပေါ်ရပါ ဟုတ်ကဲ့အခုဒီတိုင်ပွဲပြီးသွားတဲ့ခါမှာကိုယ့်ဒီကိုယ့်ရဲ့ဒါစူးစမ်းအထောက်ကိုယ့်ရဲ့အရေးချင်းကဒီထက်ပိုပြီးတော့ထုတ်နိုင်တယ်ဆိုတော့ကိုယ့်ကိုယ်ယုံကြည်ခဲ့သေးလား ယုံကြည်ရ မလေးမလား မင်္ဂလာပါ ဟုတ်ကဲ့ညီမလေးနာမည်လေးနဲ့တက်လေးမိတ်ဆက်ပါ ကျွန်တော်နာမည်တော်ရဲရမှာအသက်ကတော့18 ဆက်စစ်ညီမလေးနေနဲ့ဘယ်အတင်းကိုသားပြုပြီးဝင်ပြန်ထားတာ ကျွန်တော်မန္တလေးတိုင်းอ่ะ ဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးနေနဲ့ဝူရှူကိုဘယ်နှစ်ကနေစပြီးလေ့ကျင့်ကြလဲ ကျွန်တော်အသက်9နှစ်ကလေးကစပြီးဆော့ခဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ပါဝူရှူကိုဒီခုကညီမလေးကတယောက်ကြသွားတယ်အချိန်ကစက္ကန့်ခဏလေးပဲပေါ့နော် တယ်စက္ကန့် ဒါပေမဲ့ကိုကအဲ့ဒီအတွက်ကိုစူးစမ်းခဲ့ရတဲ့နှစ်တည်းကဒါ online မှာကြည့်နေတဲ့ဒီမိဘပြည်တွေသိအောင်ပြောပြပေးပါဘယ်လိုမျိုးလေ့ကျင့်ရလဲ ကျွန်တော်တို့ကတနေ့ပတ်လုံးနေချင်ပြီးမှစက္ကန့်90နဲ့ဖြစ်တဲ့အောက်လာနေပါလား ဟုတ်ကဲ့ အဲ့လိုမျိုးနှစ်ပေါင်လေးကျင်လာရဒီစက္ကန့်90မှာဖြတ်ဖို့အတွက် ဟုတ်ကဲ့ဒီညီမလေးအနေနဲ့ဒီအခုကတော့တိုင်းစင်ဒီနယ်စင်နေရလို့မှတစ်ဆင့်ဒီနိုင်ငံတကာအဆင့်ထိတောင်းမယ်လို့ကိုစူးစမ်းအထောက်မယ်လို့ဒီနေ့ချက်ရှိတယ် ဟုတ်ရှိပါတယ် ဟုတ်ကဲ့ပါညီမလေးအခုဒီဝူရှူအကစားနည်းကိုအခုမှစပြီးလေ့ကျင့်မဲ့လူတွေလို့လေစပြီးတော့ဒီလေ့လာမဲ့လူတွေအတွက်ကိုညီမလေးဗာများပြောချင်တယ် ကောင်းပါရဲ့အားကစားလုပ်တာကောင်းတော့ကောင်းပါဝရှူကစားရင်ကျန်တဲ့ဟာကြီးကြောင်းအဆင်ပြေကျန်တဲ့အားကစားနည်းလုပ်ပါကြ ဟုတ်ကဲ့ပါအခုဒီဝူရှူအကစားကနေဒီလိုပြိုင်ပွဲကျင်းပပေးရတယ်ဒီနိုင်ငံတကာကိုတန်းဝင်တဲ့အကစားသမားပေါ်ထွက်လာမယ်လို့ညီမလေးနေနဲ့ဒီလိုပြိုင်ပွဲကျင်းပပေးတဲ့ပုံမှာယုံကြည်မိတယ် ဟုတ်ယုံကြည်ပါရှင်ဟုတ်ကဲ့ ဟုတ်ကဲ့ပါညီမလေးဒီလိုခရီးပေးလို့ကျေးဇူးတင်ပါတယ် ကျေးဇူးပါရှင်ဟုတ်ကဲ့